ဒီနေ့မှာတော့ငွေကြေးနဲ့ပတ်သက်တဲ့စိတ်နေစိတ်ထားကိုတကယ်ကိုပြောင်းလဲနိုင်တဲ့နည်းလမ်းတစ်ခုအကြောင်းပြောပြချင်ပါတယ်။ဒါကစာရေးဆရာမ Rhonda Byrne ရဲ့အတွေးခေါ်ကိုအခြေခံထားတာပါ။ငွေကြေးပေါ်များကျွယ်ဝမှုကိုဖန်တီးနိုင်တဲ့တော်တော်လေးအစွမ်းထက်တဲ့နည်းလမ်းတစ်ခုပေါ့။ကဲဒီမေခွန်းလေးနဲ့ရင်းစချရအောင်။တခါလီမာလီကိုယ့်ရဲ့ကျွယ်ဝချမ်းသာမှုကိုတကယ်တမ်းအတွေ့ကတားဆီးနေတာကအပြင်ကအခြေအနေတွေထက်ကိုယ့်ရဲ့အတွေ့ခေါ်တွေပဲဖြစ်နေမလားဆိုတာမျိုးစဉ်းစားမိဘူးလား။အခုနကပြောခဲ့တဲ့အယူဆရဲ့အနှစ်သာရကိုလေ Norman Vincent Peale ရဲ့ဒီစကားတစ်ခုမှာတကယ်ကိုကွက်ကွက်ကွင်းကွင်းတွေ့နိုင်ပါတယ်။ဒါကကျွန်တော်တို့ဆက်ပြီးလေ့လာကြမယ့်အကြောင်းအရာတွေအတွက်လမ်းကြောင်းကိုရှင်းရှင်းလင်းလင်းခင်းပြလိုက်တော့လို့ပါပဲ။ဒီအကြောင်းအရာရဲ့မူရင်းမှာတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့အတုံးလုံးထူးတွေ့ရပါတယ်။အဲ့ဒါကမလိုချင်ဘူးကက်ရောက်ကြတယ်။ဒါလူတွေရဲ့ဘဝမှာရာဇဝတ်ပေါင်းများစွာအမြင့်တွဲနေတဲ့တကယ်ကိုအရေးကြီးတဲ့ပြဿနာတစ်ခုလို့ဆိုထားတာပါ။ဆိုတော့ဒီကဲရော့ကကိုဆက်ပြီးရှင်းတန်းနေစေတာကဘာလဲဆိုတော့ဟုတ်ပါတယ်အဲ့ဒါကတော့မရှိတာတွေပြဿနာတွေအစိုးမြင်မှုတွေကိုပဲအများအားအာရုံစိုက်နေတဲ့စစ်ပိုင်းဆိုင်ရာအလေးထားတစ်ခုပါပဲဟုတ်ပြီဒါဆိုရင်ဒီလိုအာရုံစိုက်မှုကလက်တွေ့ဘဝကိုဘလို့များပုံဖော်သွားတာလဲဒီအတွေးတွေရဲ့နောက်ကွယ်မှာအလုတ်လုံးနေတယ်လို့ယူဆကြတဲ့စကြဝဠာနေရာမှာဆိုတာကိုတစ်ချက်ကြည့်လိုက်ကြအောင်ဒီနေရာမှာရပါတော့လူတွေရောက်ကဘာကိုအာရုံစိုက်ဆုံးလဲအဲ့ဒီຢာကပဲသူ့ဘဝထဲမှာလက်တွေ့ထလာတယ်လို့ဆိုရတယ်။ဥပမာပြောရရင်အကျွေးတွေအကြောင်းပဲတောက်လျှောက်စိုးရိမ်နေမယ်ဆိုရင်မထင်မှတ်ထားတဲ့အထုံးစိတ်တွေကထပ်ပြီးပေါ်လာတတ်တယ်။ဒါပေမဲ့ငွေဝင်မဲ့အခွင့်အလမ်းတွေကိုပဲအာရုံစိုက်ထားမယ်ဆိုရင်တော့အရင်ကတတိမထားမိခဲ့တဲ့အလုပ်တဲ့အခွင့်အလမ်းကောင်းမျိုးကိုရတရတတိထားမိလာတာမျိုးပေါ့။ဒါတကယ်ကိုအထူးကကြတဲ့အချက်ပါပဲ။ပြောရင်ဒါကလူတစ်ယောက်ရဲ့စိတ်ထဲမှာအမြဲတမ်းလွှမ်းမိုးနေတဲ့အတွေးတွေကပဲသူတို့ရဲ့ဘဝအခြေအနေတွေကိုတိုက်ရိုက်ပုံဖော်နေတယ်ဆိုတဲ့သဘောပါပဲ။ဒါပေမဲ့အဲ့ဒီကက်ယောဂါဆိုတာကနေ့စဉ်ဘဝမှာဘလို့ပုံစံမျိုးနဲ့ထင်ဟပ်နေတာလေအဖြေကတခြားမှမဟုတ်ပါဘူးလူတွေနေ့စဉ်သုံးနေတဲ့စကားလုံးတွေထဲမှာပဲရှိနေတာပါဥပမာမရှိခြင်းကိုအာယုံစိုက်တဲ့စကားပြောပုံမျိုးကိုကြည့်လိုက်ပါဒီနေ့ဈေးဝယ်တာဈေးတွေကအရင်ကြီးတာပဲတို့ခီးထွက်ဖို့ပိတ်ဆံမတက်နိုင်ဘူးတို့ဒီလိုမျိုးတွေပါဒါတွေအားလုံးကမလုံလာဘူးဆိုတဲ့ခံစားချက်ကိုပဲပူပြီးအားဖြည့်ပေးနေတာပါတစ်ဖက်မှာကြတော့ပေါင်များခြင်းကိုအာယုံစိုက်တဲ့စကားပြောပုံကဒီနေ့ရှော့စင်းတဲ့ပစ္စည်းလေးတွေရလိုက်တယ်ခီးတစ်ခုသွားဖို့စီစဉ်ခြင်းနဲ့ဆိုပြီးအကောင်းမင်းစိတ်နဲ့ကျေးဇူးတင်တတ်တဲ့စိတ်ကိုပြနေတာတွေ့ရမှာပါကဲဟုတ်ပြီဝေဒနာကိုလည်းသိပြီးလက္ခဏာတွေကိုလည်းမြင်ပြီးဆိုတော့ဖြည့်ရှင်းနည်းကိုကြည့်ရမယ့်အချိန်ရောက်လာပါပြီဒီအကြောင်းအရာရဲ့မူရင်းမှာတော်တော်လေးရှင်းလင်းပြီးလက်တွေ့ကျတဲ့နည်းလမ်းတစ်ခုကိုဖော်ပြထားရပါတယ်ဒါတော့စိတ်ရဲ့အာယုံစိုက်မှုကိုပြန်ပြီးလေ့ကျင့်ပေးမယ်ရိုးရှင်းတဲ့စင်လေးရှင်းပါပဲပထမဆုံးကတော့ကိုလိုချင်တာကိုပဲအာယုံစိုက်မေလို့ရွေးချယ်ထားလိုက်ပါပြီးရင်ကိုရဲ့အတွင်းနဲ့စကလုံးတွေကိုတတိနဲ့စောင့်ကြည့်နေရပါမယ်မလိုချင်တာကိုများတွေးမိပြီဆိုရင်ချက်ချင်းပဲအာယုံကိုပြန်ပြောင်းလိုက်ပါနောက်ဆုံးတစ်ချက်ကတော့တယောက်နဲ့တယောက်အပြန်အလှန်တတိပေးနိုင်မဲ့မိတ်ဆွေတယောက်နဲ့အတူတူလေ့ကျင့်တာကပိုပြီးတော့ထိအောင်ဆင်နိုင်ပါတယ်ဒီလေ့ကျင့်ခန်းကစိတ်ပိုင်းဆိုင်ရာအယူဆတစ်ခုတတ်ပဲလားဆိုတော့မဟုတ်ပါဘူးဒီမူရင်းအကြောင်းအရာဆိုရင်ဒါဟာဦးနှောက်ရဲ့အလုပ်လုပ်ပုံကိုခြေခံထားတဲ့တိပ္ပနိချအနေလန်တစ်ခုလည်းဖြစ်နေပါတယ်အာယုံကျော်တိပ္ပပညာရဲ့အယူဆတွေနဲ့ဘလို့များဆက်ဆံနေလဲဆိုတာကိုချိလိုက်ကြရအောင်ဒီနေရာမှာအဓိကကြတဲ့ဦးနှောက်ရဲ့လှုပ်ဆောင်ချက်တချို့ပါဝင်လာပါတယ်ဥပမာဦးနှောက်ရဲ့စစ်ထုတ်စနစ်ဖြစ်တဲ့ RES တို့အတွေးခေါ်ပုံစံတွေဖြစ်တဲ့အာယုံကျော်လမ်းကြောင်းတွေပြီးတော့ဦးနှောက်ကသူ့ကိုယ်သူပြန်လဲပုံဖော်နိုင်တဲ့စွမ်းရည် neuroplasticity ကိုလိုအချက်တွေကဒီလေ့ကျင့်ခန်းကဘာကြောင့်ထိရောက်နိုင်တယ်လဲဆိုတာကိုရှင်းပြနေတာပါပဲReticular Activating System RAS ကဦးနှောက်ရဲ့တရင်အချက်လက်တွေကိုစစ်ထုတ်ပေးစနစ်တစ်ခုပါရှင်းရှင်းလေးဥပမာပေးရရင်ကိုကကားအနီရောင်လေးတစ်စီးဝယ်လိုက်ပြီးဆိုပါစို့အဲ့ဒီနောက်ပိုင်းလမ်းပေါ်မှာကားအနီရောင်တွေကိုပဲပိုပြီးတတိထားမိလာတယ်လို့မျိုးပေါ့အဲ့ဒီလိုပဲလိုချင်တဲ့အရာတွေကိုအာယုံဆက်လိုက်တဲ့အခါမှာ RAS ကအဲ့ဒီအရာနဲ့ပတ်သက်တဲ့အခွင့်အလမ်းတွေကိုပတ်ဝန်းကျင်မှာရှာဖွေတွေ့ရှိဖို့အတွက်ကိုကူညီပေးပါတယ်ဒီလိုမျိုးလိုချင်တာကိုတည်းထက်ခါအသီးစိမ်းနဲ့အာယုံစိုက်ပြီးလေ့ကျင့်တဲ့အခါမှာဦးနှောက်ရဲ့အာယုံကြောလမ်းကြောင်းတွေကတဖြည်းဖြည်းပြောင်းလဲလာပါတယ် neuroplasticity ဆိုတာကဦးနှောက်ရဲ့ဒီလိုပြောင်းလဲဖြစ်လွယ်ရှိတဲ့စွမ်းရည်ကိုခေါ်တာပါဆိုတော့အလေ့ကျင့်တစ်ခုကအလိုလျောက်ဖြစ်လာတဲ့အထီကိုဦးနှောက်ကသူ့ကိုယ်သူပြန်လဲပုံဖော်သွားတာဖြစ်ပါတယ်ကဲနောက်ဆုံးနဲ့စဉ်းစားစရာလေးတစ်ခုကတော့ဒီနေ့မှာပဲကိုယ့်ရဲ့မလိုချင်ဘူးဆိုတဲ့အထွေတစ်ခုကိုလိုချင်တယ်ဆိုတဲ့အထွေတစ်ခုအဖြစ်ပြောင်းလဲကြည့်ဖို့ပါပဲဒီအပြောင်းလဲကိုဆက်တင်ဖို့အတွက်ကြီးမားခြေလမ်းတွေလမ်းဖို့မလိုအပ်ပါဘူးတင်းခဲ့တဲ့အထွေတစ်ခုကိုပြောင်းလဲလိုက်တာနေပဲရာအလုံးကိုစတင်နိုင်တာကို